လူတိုင်းဟာအချိန်မရွေးသိနိုင်တာပဲသို့တော့ဘယ်သူမှကိုသိမယ်လို့ထင်ကြဘူးညာတော့အဖြစ်ကိုအသက်ရှင်မယ်လို့ပဲထင်ကြတယ်အဲ့လိုထင်ရင်ကနေပြီးတော့သွားတာတွေအများကြီးပဲအိမ်ပြင်ထွက်လိုက်တာနဲ့အက်ဆီဒင့်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှမျှော်လင့်မထားတဲ့ဟာတွေအချိန်မရွေးသစ္ဆုံးခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာသိဆုံးတဲ့သဘောရှိနေတယ်အချိန်မရွေးသိနိုင်တယ်သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှားသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပေးပါတဲ့အများအားစဉ်းစားပေးပါအဲ့လိုစဉ်းစားပေးလို့ရှင်ဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်လူတွေမှာမသေးဘူးလို့ထင်နေတာကိုစီဝိတမတ္တလို့ခေါ်တယ်နော်အသက်ပေါ်မှာရည်မူးတယ်လို့ပြောတာမသေးဘူးလို့ထင်နေလို့ရှင်မဟုတ်တာလည်းလုပ်တတ်တယ်မသေးဘူးလို့ထင်နေသည့်အတွက်ကြောင့်သူကမိမိလျော့နေထိုင်လာတယ်မျောလင်းချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဖဲနဲ့ဒီပေါ်မှာရည်မူးလာရှင်မူးလာတဲ့စီဝိတပဒရှိလာရင်အကုသိုလ်တွေလှုပ်တတ်လို့ငါဟာအချိန်မျိုးသိနိုင်တယ်သိခြင်းတရားကိုငါမကြော်လွှမ်းနိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မသိဘူးဆိုတဲ့ရှင်မူးမှုတွေဟာရောကျသွားတယ်ကိုယ့်ကိုထင်းနေတဲ့ရည်မူးမှုတွေရောကျသွားရုံမြတ်မကနောက်ဆုံးမှာချွင်းချက်မရှိအောင်တောင်ဖယ်ရှားပြစ်နိုင်တယ်ဒီစဉ်းစားမှုရဲ့တန်ဖိုးကအဲ့ဒါလောက်ရှိတယ်ဒီလိုပြောတာနော်ဒါလက်တွေ့မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ကိုစဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်တယ်နော်